မိုးတဲထန်စွာရတော့တဲ့အခါမိုးကြိုးပစ်ခံရမှာကိုအားလုံးကစိုးရိမ်ကြပါတယ်အထူးသဖြင့်မြင်မာတဲ့အဆောက်အဦတွေနဲ့စက်ရုံတွေအတွက်အဲတာမင်နဲ့ဒါမှမဟုတ်မိုးကြိုးလွှဲတိုင်ဆိုတာမရှိမဖြစ်လိုအပ်ပါတယ်သူကမိုးကြိုးကိုဘယ်လိုဖန်ပေးတာလဲဒီနေ့မှာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲတာမင်နဲ့ဆိုတာ Lightning Protection System LPS ရဲ့ပထမဆုံးအစိတ်အပိုင်းမှာသူကအဆောက်အဦရဲ့အမြင့်ဆုံးနေရာမှာတည်ရှိပြီးတော့မိုးကြိုးပစ်တဲ့အခါထွက်လာတဲ့လျှက်စီးကြောင်းတွေကိုဘေးကင်းကင်းနဲ့ဖမ်းယူပေးဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မြင်နေကြကြီးတိုင်ကြောင်းလေးတွေပါသူကသူ့အနာကိုတက်တက်ကျလာတဲ့မိုးကြိုးကိုပဲဖမ်းယူပေးနိုင်ပါတယ်ဒါကတော့ခင်မီနည်းပညာသုံးတာမင်နယ်ပါသူကမိုးကြိုးမကျခင်မှာအပေါ်ကိုလျှက်စစ်လိုင်းတွေကြိုတင်ထုတ်လုပ်ပြီးတော့မိုးကြိုးကိုခက်လန်းလန်းကနေလှမ်းဖမ်းယူနိုင်တဲ့အတွက်ကာကွယ်ပေးနိုင်တဲ့ area protection radius ကိုကျယ်ပါတယ်မိုးကြိုးကအဲတာမင်နယ်ကိုထိလိုက်တာနဲ့အဲ့ဒီလျှက်စစ်စီးကြောင်းတွေကို down conductor နန်းကြိုးကတဆင့်မြေကြီးထဲမှာမြှုပ်ထားတဲ့ upbit မြေစိုက်တိုင်စီကိုလုံခြုံစွာပို့ဆောင်ပေးလိုက်တာပါဒါကြောင့်အဆောက်အဦအတွင်းမှာရှိတဲ့လူတွေနဲ့လျှက်စစ်ပစ္စည်းတွေဟာမီးလောင်ခြင်းနဲ့ပျက်စီးခြင်းတွေကနေကင်းဝေးသွားတာဖြစ်ပါတယ် material quality အနေနဲ့လျှက်ကူးမှုကောင်းတဲ့ copper သို့မဟုတ် aluminum အစစ်ဖြစ်ဖို့တော့လိုပါတယ်အဲတာမင်နယ်ဘလောက်ကောင်းကောင်းမြေစိုက်ကျိုးမကောင်းရင်လည်းအလုပ်မလုပ်ပါဘူး professional design အနေနဲ့အဆောက်အဦအမြင့်နဲ့ကျယ်ဝန်းပေါ်မူတည်ပြီးတော့တက်ဆင်ရမယ့်အရေးအတွက်နဲ့ဒီနေရာကိုစနစ်တကျတွက်ချက်ရပါမယ်။မိုးရာသီမှာတင်းမိသားစုနဲ့တင်းလုပ်ငန်းခွင်ပေးကင်းဖို့အဲတာမင်နယ်စနစ်ကိုတက်ဆင်မှုကြံပြုခြင်းပါတယ်။မိုးကြိုးလဲစနစ်နဲ့ပတ်သက်ပြီးတော့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ MEW Engineering Group ကိုအခုပဲဆက်သွယ်လိုက်ပါ။ I can follow လုပ်ထားဖို့လည်းမမေ့ပါနဲ့